တင်ဟာကားမှုတတ်တဲ့သူတယောက်လားဒါဆိုရင်အဲ့ဒီကားမှုတဲ့ပြဿနာကိုဖြေရှင်းပေးမဲ့ application တစ်ခုနဲ့ကျွန်တော် message ပေးချင်ပါတယ်ဒီ application ရဲ့နာမည်ကတော့ Hearapy လို့ခေါ်ပါတယ်မကြာသေးခင်ကမှ Samsung company ကထုတ်ထားတဲ့ application ဖြစ်ပါတယ် Samsung ကထုတ်ရတဲ့ဆိုပေမဲ့ဘယ် Android phone မဆို free download လုပ်ရပါတယ် Okay ဒါဆိုရင်ကျွန်တော်တို့ Play Store ကိုဝင်ပြီးတော့ download လိုက်ရအောင်HEARAPY ရေးပြီးတော့ဒီလိုမျိုး app เนาะဒီလိုမျိုး logo နဲ့တွေ့ရမယ်အဲ့ဒါလေးကိုနှိပ်ပြီးတော့ install လုပ်လိုက်ပါကျွန်တော်ကတော့ install လုပ်ပြီးသားဖြစ်တဲ့အတွက်ကျွန်တော် open ကိုနှိပ်မယ် open နှိပ်ပြီးတော့ကျွန်တော်တို့ဒီလိုမျက်နှာပြင်လေးပေါ်လာမယ်ပေါ့နော်ဒီမှာဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့နှာကြားနဲ့ချိန်ရမှာဖြစ်ပါတယ်နှာကြားထဲမှာမှဒီလိုမျိုး ear ပေါ့နော်ဟိုနားထဲကိုထိုးထည့်တဲ့နှာကြားအဲ့ဒီလိုမျိုးနှာကြားကနေသုံးဖို့သူ recommend ပေးထားတယ်ပေါ့နော်နှာကြားချိန်ပြီးသွားပြီဆိုရင်ဒီနားစာသားလေးတွေ့လား tap here to start ဆိုတာလေးကိုတွေ့ရမယ်အဲ့ဒါလေးကိုနှိပ်မယ်ဒီအတန်ကိုစက္ကန့်60လောက်10မိနစ်ပေါ့နော်ကားမစီးခင်ဒီအတန်လေးကိုနားထောင်လိုက်ရင်တဲ့2နာရီကြာကားမမူးနိုင်ဘူးလို့သူပြောထားတယ်ဟုတ်မဟုတ်ဆိုတာတော့ကိုယ့်အကိုစမ်းကြည့်ပေါ့ဗျာတကယ်လို့သုံးဘူးပြီးသားသူတွေရှိလို့ရှိရင်လည်းဟိုရက်လက်ဘယ်လိုမျိုးအဆင်ပြေလားမပြေလားဆိုတာကိုလည်း comment မှာရေးခဲ့ပေးပါအားလုံးကျေးဇူးတင်ပါတယ် bye bye